အခုလည်းကျွန်တော် animation foundation အတန်းလေးကိုကျွန်တော်တလားပြတ်နဲ့အတန်းလေးတစ်ခုကျွန်တော်စဖို့စီစဉ်ထားတယ်ပေါ့နော်ဒီအတန်းလေးကဘယ်သူတွေတက်တင်လဲဆို animation ရုပ်ရှင်သဘောကျတဲ့သူတွေပကြီးဆွဲတော်တဲ့သူတွေပကြီးစဆွဲပြီးတော့ကိုယ့်ရဲ့ character တွေကိုအသက်သွင်းခြင်းနေပြီးမရတော့အရန်ကိုလုပ်ချင်နေပြီဆိုတော့သူတွေအတွက်မရှိမဖြစ်ပေါ့နော်တက်ထားတဲ့ပညာရေးတွေကျွန်တော်သိမှာပါအဓိကဒီဟာကဒီ Disney မှာလုပ်သွားတဲ့ဆရာကြီးတွေဒီ Piston Blair စာအုပ်ရှိတယ်နောက်ပြီးလို့ရှိရင် Frank Thomas နဲ့ Ollie Johnson တို့ထုတ်ထားတဲ့ animation ဒီ 12 principle ကိုကျွန်တော်အဓိကတင်သွားပေးမှာပါပြီးတော့ Richard Williams ကသူ့ရဲ့ဒီဘဝဇာတ်ကြောင်းတွေသူ့ရဲ့ဒီတွေ့ထားတဲ့ပညာရပ်တွေအားလုံးကိုစုထားတဲ့စာအုပ်လေးတစ်ခုရှိပါတယ် Survival or Animation Survival Kit အဲ့စာအုပ်လေးတွေကနေပြီးတော့သင်ယူညွှန်တမ်းလေးတွေပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းအလုပ်တက်တန်းတစ်ချောင်းမှာတွေ့ထားတဲ့ပညာရက်ကလေးတွေ tips and tricks လေးတွေသိထားတဲ့အရာလေးတွေကိုကျွန်တော်ထဲမှာတစ်ခါထည့်ပြီးသွားမှာပါအဲ့တော့ animation ဘာသာရပ်ကိုတေချာလေးလာခြင်းနဲ့မှန်ကန်လေးနဲ့ကိုကလမ်းကြောင်းလေးတစ်ခုပေါ်ကိုသွားခြင်းနေပြီဆိုလို့ရှိရင်တော့မရှိမဖြစ်လာတတ်ပါလို့ကျွန်တော်ဖိတ်ခေါ်ပါရစေ